OTC drug ဆိုတာ over the counter drug ပါအထာကဆရာဝန်ခွင့်ပြုချက်မပါဘဲနဲ့ကိုယ့်အနေကိုဆေးဆိုင်မှာဝယ်တောက်လို့ရတဲ့ဆေးအမျိုးအစားတွေဖြစ်ပါတယ်။ဥပမာဆိုရင်ကျမတို့အစာအိမ်နာတယ်ဆိုရင် Omeprazole ကိုဆရာဝန်ခွင့်ပြုချက်မပါဘဲနဲ့ကိုယ့်ဘာသာကိုဆေးဆိုင်မှာဝယ်တောက်လို့ရပါတယ်။ကျမကဒီနေ့ဗီဒီယိုလေးမှာဘယ်ယောဂဖြစ်တယ်ဆိုရင်ဘယ်ဆေးတွေကတော့ကိုယ့်အနေကိုဝယ်တောက်လို့ရတယ်ဆိုတာသိထားရအောင်လို့ပြောပြပေးသွားပါမယ်။ခေါင်းကိုက်တာနဲ့ဖျားနာတာအတွက်ကိုတော့ပါရာစီတမောဝယ်တောက်လို့ရပါတယ်။နောက်တစ်ခုကကိုကအင်ပြင်ထားတယ်ဓာတ်မတည့်ဘူးပေါ့နော်ဒီလိုအခြေအနေမျိုးတွေရှိရဲဆိုရင်တော့ Cetirizine တို့ Loratadine တို့ဝယ်တောက်လို့ရပါတယ်ဒီဆေးတွေကကျမတို့နှာချီတယ်နှာစီးတဲ့အခြေအနေမှာလည်းသုံးလို့ရပါတယ်နောက်တစ်ခုကကိုကအစာအိမ်အနာတယ်ဆိုရင်တော့ Omeprazole 20mg ဝယ်တောက်လို့ရပါတယ်ပြီးတော့ one shot တယ်ဆိုရင် Loperamide ဝယ်တောက်လို့ရပါတယ်ပြီးပြီဆိုရင် one shot ရဲ့အဓိကကတော့ ORS ဓာတ်စာဝယ်တောက်ကိုတောက်လို့ရပါတယ်ဒါပေမဲ့ဒီဆေးတွေကလည်းပေါ့နော်ကိုယ်မှာရှိတဲ့ယောဂအခန့်ပေါ်မှာမူတည်ပြီးတော့ကိုနဲ့တဲ့တယ်မတဲ့ဘူးဆေးပမာဏနည်းသွားတယ်များတယ်ဆိုတာမျိုးဖြစ်တတ်ပါတယ်ဒါကြောင့်မို့ဒီဟာတွေကတော့အရေးပေါ်ပေါ့နော်ဆရာဝန်ဆရာမတွေနဲ့လည်းလက်လန်းမမီရဲ့အခြေအနေမျိုးမှာရှိနေတယ်ဥပမာညာရေးညတာလို့အခြေအနေမျိုးတွေရောက်နေတယ်ဆိုပါတော့ဒီလိုအခြေအနေမျိုးမှာတောင်းရင်ပိုကောင်းပါတယ်ဒါပေမဲ့ကိုကတတိကျကျတိတိကျကျပြချင်နေဆိုရင်တော့သက်ဆိုင်ရာဆေးရုံဆေးခန်းကဆရာဝန်တွေနဲ့တိုင်ပင်သင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်မဒေါက်တာ Grace ပါ